ဆိုတာပဲရဒီမဲ့ဒါစကားပြောမှရင်အင်တာဗျူးတွေလုပ်ပါလို့နော်ကျွန်တော်တို့သားဘောဗျာဒါသိမင်းတရားတို့ပေါ့ဂျပန်နဲ့မြန်မာနဲ့ဖက်ဆက်ပြီးလောက်ထားတဲ့တရားတွေကိုသိရပါဗျာသိမင်းစစ်တမန်တရားလို့ပါလို့ဂျပန်နဲ့မြန်မာနဲ့ဂျပန်နဲ့မြန်မာစောင့်တာတရားလို့သိရပါကျွန်တော်ကဟုတ်တယ်ကျွန်တော်မသိပါဘူးဒါညာတိုင်းရောများပါအဲ့ဒါဒီလိုရပြီလားဒီလိုနေရာပြောရအောင်ဗျာနော်ယူစလုံးတော့ကန်ကြရတယ်လေကတော့ဆွဲထားတယ်လေတော့လုံးနေရဒါကလေးရသွားဟုတ်အေးအားမပြောမှဆိုတော့နော်ပါရရတမ်းမြုံဒီတရားပေါ့နော်ငါတို့နှစ်ယောက်လာတော့ပေါ့နော်ဘယ်တော့မလာတော့မသိဘူးနော်ရောင်းပါဦးနော်ချက်ဖားလို့နော်ဒီလားမငားနိုင်ဒီရုပ်တွေကြည့်ရအောင်နော်ဒီချက်ဖားတော့တရားဟောနော်တရားအေးဒီတရားပြောရင်အေးဘာလို့တရားပြောရင်好，空调亮。来呀，你看，给我拿灯，灯还微。明。